အားလုံးပဲမင်္ဂလာပါခင်ဗျာ Nice Story Audio Book Channel ကနေပြည်သက်များကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြည်သက်များနားဆင်မှုအတွက်ကြားအမိပြတ်နှင့်တင်းခွေချက်ကြီးဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ကိုထက်ကတင်ဆက်ပေးတော့ပါမယ်ဇာတ်လမ်းလေးကိုအစကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ခင်ဗျာရွက်ဝါရီကျွေလင်သောတပေါင်းလာနည်းနည်းခင်းအချိန်ပဲဖြစ်ပါတယ်နင်းကျွင်းနှင်းကြံပပြန်းထား၍ရွက်ချောင်များအပေါ်နင်းလျှောက်လာကြတော့လဲအတန်မထွက်ပဲခြေတံကလုံလှပါတယ်နည်းနည်း6နာရီခန့်သာရှိသေးသဖြင့်တော်၎င်းတောရိပ်တောင်ရင်ကြောင့်တော်၎င်းရိုးမတစ်ခုလုံးမှုံရီဝေမှိုင်းနေပြီးပတ်ဝန်းကျင်ကိုတဲခွဲစာမမြင်နိုင်သေးပါဘူးတပည့်ကျော်မုံဆိုးအောင်တန်းအဆွဲကောင်းသည့်နှင့်ကျွန်တော်လဲဝါသနာအလျောက်303အမေရိကန်ရိုင်ဖယ်ကြီးအားထမ်း၍တောလေထွက်ခဲ့ကြခြင်းဖြစ်ပါတယ်ယခုလာရသည်မှာတော့တောခွေးသည်နှင့်ဇီးပြူသည်ပေါ်ခြင်းဖြစ်၍လာရောက်စားတော့သည့်ဂျင်းနှင့်တောဝက်များမြူးထူးတဲ့အချိန်လည်းဖြစ်ပါတယ်ညကလေးကစားပင်များအနီးရှိလင်းစင်ပေါ်မှာစောင့်၍ပြင်ရန်တပည့်ကြီးမှစီစဉ်ထားတော့လဲသားကောင်ရမရမတိကြပဲချင်းကိုက်၍ငှက်ဖျားယောဂါဖြစ်မှာကိုစိုးရိမ်သောကြောင့်ကျွန်တော်မှအစီအစဉ်ကိုဖျက်လိုက်ပြီးယနေ့မနေ့အစောမှတောလေထွက်ခဲ့ကြခြင်းဖြစ်ပါတယ်ဝါသနာကြောင့်မူဆိုးလုံနေရတော့လဲငှက်မျိုးမျိုးမြောက်နှင့်ဂျီလောက်သာပြစ်ခတ်ရရှိပူပါတယ်ဂျမနီကတပည့်ကျော်မူဆိုးအောင်တန်းငှက်ပစ်ခိုင်းထောင်ရင်းစားပင်အားတွေ့ရှိပြီးဂျင်းနှင့်တောဝက်များမြူးထုပြောပါနေသည်ကိုတွေ့ရှိခဲ့သဖြင့်စားပင်အနီးတင့်ရနေရာမှာတင်ထိုးခဲ့ပါတယ်ကျွန်တော်အနေဖြင့်တာဝန်ရ၎င်းလင်းစင်ပေါ်နေရမည်ဒုက္ခကမသေးလာတာကြောင့်၎င်းစီစဉ်အားပြည့်ဖြတ်ခဲ့ရခြင်းလည်းဖြစ်ပါတယ်ကျွန်တော်တို့စကန်ချရာနေရာနှင့်စားပင်မှာနှစ်မိုင်ခန့်သာဝေးกว่าတော့လဲချောင်းကူးမြောင်းကူးတကုံးကျော်တထောင်တက်ဖြင့်အတော်ကလေးကြောင်သွားခဲ့ရပါတယ်တောထူထွက်ရှုပ်ထွေးပြီးမြင်ကွင်းမရှင်းသဖြင့်လဲထင်တိုင်းသွား၍မရပါဘူးဒါအပြင်ယခုဝင်လာသည့်တောဟာတော့ဝက်နှင့်ကြားများပေါ်တာကြောင့်ပတ်ဝန်းကျင်အားလည်းသတိထားနေရပါသေးတယ်တပည့်ကြီးအောင်တန်းမှာမုတ်ဆိုးဝါရင်သူပြီးစိုးရင်ကြောင်းကြပုံမရပါဘူးရှေ့မှလမ်းပြရင်အတော်နှင်ပါတော့တယ်ထိုစဉ်မှာပဲချောင်းမြောင်းကလေးတစ်ခုအားဖြတ်အတက်ကန်းဆက်ရှိဝယုံတော်အတွင်းမှဝါရောင်ငှက်တအုပ်ခုံဆောက်ကုံစားနှင့်တယုံမှတယုံကူးကမြူးလူပြောပါနေသည်ဖြင့်တပည့်ကျော်အောင်တန်းမှလေးကွတပြင်းပြင်းဖြစ်၍တပည့်ကြီးဂျင်းနဲ့ဝက်ကိုပြစ်ဖို့လာတာငှက်မပြစ်ပါနဲ့ကွာဟာဆရာကလည်းလက်ဥမပဲကောင်းဘူးဗျအေးမုံဆိုးထုံးစံမိမဲ့အချိန်ကုန်မှဆိုးလို့ပါကွာနေပွင့်လာရင်တောကောင်ကြီးပြေးကုန်ပြီးမပြစ်လိုက်ရမှာဆိုးလို့ပါဟာရပါတယ်ဆရာရဲ့မနေ့ကကျွန်တော်တို့လာတာဒီအချိန်တက်တောင်နောက်ကြပါသေးတယ်ဂျီတွေကစားပင်အောက်မှာအိတ်တောင်နေသေးတယ်ထိုအချိန်မှာပဲချောင်းအောက်ဖက်တောင်ပြောယုံစီမှတုံးတော်တို့တည်းများကြားရတော့ကျွန်တော်တို့ဆရာတစ်ပည့်နှစ်ယောက်နီးစက်ရာပင်စီကောင်းသည့်ပြင်းမပင်ကြီးအနီးသို့ပြေးကပ်၍နေလိုက်ရပါတော့တယ်မြင်ကွင်းမရှင်းတဲ့ဖြင့်ဘာကောင်မှန်းတော့မသိပါဘူးအကောင်ကြီးတော့ဖြစ်ပုံရပါမယ်ကျွန်တော်တွင်ပါလာသည့်303ရိုင်ဖယ်အားမောင်းကျိတ်တင်၍လုံခြုံရေးတော့အားဖွင့်ထားကအသင့်အနေထားဖြင့်စောင့်ဆိုင်းကြည့်ရှုနေရပါတယ်တုံးနှင့်တောတိုးလာသောအတန်မှာကျွန်တော်တို့အနီးအရောက်တွင်ရုတ်တရက်ပျောက်သွားပါတယ်ဝယုံများနှင့်ပြီးဆက်ပင်များထမင်းစုပ်ပင်များထူထပ်သောနေရာဖြစ်၍အကောင်ထဲကိုတော့မမြင်ရပါဘူးဒါပေမဲ့ဟူးခဲခဲနှင့်အသက်ရှူတမ်းပြင်းပြင်းအားကြားရသဖြင့်ဝက်ဝင်ကြီးတစ်ကောင်ဖြစ်မယ်ဆိုတာတော့သိလိုက်ရပါတယ်ရိုင်ဖယ်မှာအနီးကပ်ပြီး၍ကောင်းသည့်တနတ်မဟုတ်တဲ့အတွက်ကျွန်တော်မှလည်းဘာလို့ရမှန်းကိုမသိတော့ပါဘူးတပည့်ကျော်အောင်တန်းမှလည်းမျက်နှာငယ်လေးနဲ့ဖြစ်နေရှာပါတယ်ဝက်ဝင်ကြီးမှာလူနှံ့ရသွားတော့ငိမ့်နေဟန်တူပါတယ်ကျွန်တော်ချက်ချင်းဆုံးဖြတ်ချက်ချရပါတော့တယ်တပည့်ကြီးအားမျက်နှာရိပ်မျက်နှာငယ်ပြပြီးချောင်းမြောက်ဖက်ကဘားပေါ်မှာအပိုင်ပြစ်ရန်ဖြစ်ပါတယ်ဒါပေမဲ့နောက်ကျတော့ပါပြီဝက်ဝင်ကြီးမှာတော့ပင်စီတစ်ဖက်မှာဘွားကနေပေါ်လာပြီးကျွန်တော်ရိုင်ဖယ်တနတ်အားစုပ်ကန်၍ဆွဲလူသွားပါတယ်တပည့်ကြီးပြေးဟေ့ပြေးကျွန်တော်လဲချောင်းမြောက်ဖက်တစ်ဖက်ကန်းသို့အပြေးတက်ရပါတော့တယ်ဝက်ဝင်ကြီးမှာရင်ဘတ်တွင်အဖြူခွက်ကြီးနှင့်အထီးကြီးဖြစ်ပါတယ်အဆွဲဖွေးဖွေးနှင့်အနီးကပ်မြင်ရသောမျက်နှာကြီးမှာအလွန်ကြောက်စရာကောင်းလာပါတယ်အဲဒီခါမှာပဲဝက်ဝင်ကြီးမှာရိုင်ဖယ်တနတ်အားပြောင်းမှကန်၍မြေပြင်ပေါ်သို့စောင့်ချရာလုံခြုံရေးတော့ဖွင့်ထားသဖြင့်မောင်းခလုတ်ပြုတ်ပြီးကြီးထွက်သွားပါလိမ့်တော့တယ်ဒိန်းကလေးဟူသောရိုင်ဖယ်တနတ်တန်ကြီးထွက်ပေါ်လာပြီးရိုးမတော်အတွင်းမှာတော့ပဲ့တင်တန်ထွက်သွားပါတယ်ဝက်ဝင်ကြီးမှာတနတ်တန်ကြောင့်ဒုံတောတိုးကပြေးသွားပါတော့တယ်တပည့်ကြီးကံကောင်းလိုပဲဟာတနက်ကကြီးထွက်သွားပြီလို့ပဲကြီးသာမထွက်ရင်တနက်ကိုရိုက်ချိုးလိုက်တာနဲ့ငါတို့လဲလက်နဲ့ဖြက်စီးမှုနဲ့ရုံးတင်ခံရမှာသိကြတယ်ဆရာရဲ့နှမျောလိုက်တာဝက်ဝင်သေးကြီးအလွန်အဖိုးတန်လေဗျကဲထားပါတော့ကွာတို့တွေအန်ရမရှိတာနဲ့ပဲတော်ထားပါပြီတနက်တော့ကောက်ကွာပြန်ကြမယ်တနက်တန်ကြောင့်မင်းကြီးနဲ့တော့ဝဲလေပြေးကုန်ကြရောပေါ့ဆရာစားပင်နဲ့ဝေးသေးတယ်ဗျဒီအချိန်ကတပေါင်းလှဖြစ်လို့ဝါယုံမီးလောင်ရင်တော့
ဝါပေါက်တန်တွေကတနတ်တန်လိုပဲတုံးမိတယ်ကျွန်တော်တော့မနေ့ကပင်မခံပြီးလင်းထိုးထားခဲ့ရတာစားပင်အောက်တော့သွားကြည့်ခြင်းသေးတယ်ဆရာရဲ့ကဲဒါဖြင့်လဲဆက်သွားဖို့ကွာမုံဆိုးထုံးစံလက်ဦးပယ်လိုက်တာငါတော့မှားသွားပြီထင်တယ်ငါကောင်ကြီးကံမော့ဆရာရဲ့အဲ့လိုနဲ့တနတ်အားကောက်ပြီးစစ်ဆေးရာပျက်စီးခြင်းမရှိတာကြောင့်ကြီးတထောင်ထပ်ထိုးကလုံခြုံရေးတော်အားပိတ်လျက်စားပင်ရှိရာသို့ချီတက်ခဲ့ကြပါတော့လေတောင်ကုန်းတစ်ခုအားဖြတ်ကျော်၍လွင်မြစ်တစ်ခုအားဖြတ်ကျော်ပြီးတဲ့နောက်မှာတော့တပည့်ကြီးမှစားပင်အနီးရောက်လာပြီးဖြစ်ကြောင်းချက်ပြပါတယ်ရောက်ရှိနေရာတနေရာမှာတော့စိန်တော်ဖြစ်၍ပင်ရိုင်းပင်နှင့်ဗေဒာပင်များပေါက်ရောက်နေပြီးတစ်ပင်ကြီးများကျို့တို့ကျဲတဲ့သာရှိပါတယ်မြောက်ချောပင်နှင့်တောတရက်ပင်များသာရှိပြီးစိန်တော်တစ်ဖက်မှာတော့တောကွေးပင်နှင့်ဇီးပြူပင်များပေါက်ရောက်နေတာဖြစ်ပြီးအောက်ခြေရှင်းသောတောသာဖြစ်ပါတယ်ထိုချိန်မှာပဲတောကွေးတစ်ပင်အောက်ခြေ၌နီညိုရောင်အဆင့်နှင့်ခြေသုံးကောင်အားတွေ့မြင်လိုက်ရပါတယ်ကျွန်တော်မှတပည့်ကြီးအားလက်ပြ၍တားပြီးတဦးတဲ့တကုန်းကုန်းနှင့်တက်ခဲ့ရာဂိုက်နေရခန့်ကွာဝေးနေသေးသဖြင့်အပိုင်ပြစ်နိုင်ရန်ရှေ့ဂိုက်တရားခန့်မြေပြင်ပေါ်တွင်ကန့်လန့်လဲနေသောတောတရက်ပင်ကြီးစီသို့ပိန်တော်တိုး၍တက်ခဲ့ရပါတယ်တရက်ပင်ကြီးအနီးရောက်လာတဲ့အခါမှာတော့ဝမ်းရမှောက်၍တရက်ပင်စီပေါ်သို့တနတ်အားမေးတင်၍အပိုင်ပြစ်ရန်ပြစ်ကွင်းအားလေ့လာရပါတယ်ခြေသုံးကောင်နှင့်နှစ်ကောင်မှာစားပင်အောက်တွင်ဝစ်ဆင်းနေပြီးနောက်တစ်ကောင်မှာတော့ပင်ရန်ထက်မှကျွေကျလာသောတောကွေးသီးများကိုကောက်စားရင်းမြူးတူပျော်ပါလျက်ရှိနေပါတယ်303ရိုင်ဖယ်ကြီးအားမြူးတူပျော်ပါကစားနေသောဂျီပေါက်အားအသေးချာချိန်၍မောင်းခလုတ်အားဆွဲရန်အသက်အောက်လိုက်ဆင်းပါပဲဘောင်းဟူသောကြားဟိန်တန်ကြီးကအနီးကပ်ကြားလိုက်ရတော့ကျွန်တော်မှလက်တုံသွားသလိုခြေသုံးကောင်မှလည်းတဟုန်ထိုးထ၍ပြေးသွားပါတော့တယ်ထိုအချိန်မှာမဲ့တပည့်ကြီးမှာကျွန်တော်ထံသို့တဟုန်ထိုးရောက်ရှိလာပြီး၎င်းတွင်ပါလာသောအမဲလိုက်ဓမြောင်အားအသက်အနေထားစုပ်ကိုင်ထားပါတယ်ဆရာတောကောင်ကြီးတယ်ထင်တယ်ကျွန်တော်တို့တော့ဒုက္ခပဲဟုတ်တယ်ကွာသူကလည်းဂျီတွေကိုချောင်းနေတာလေငါတို့ကလည်းချောင်းနေတာဆိုတော့အကြံတူရန်သူတွေဖြစ်ကုန်ပြီပေါ့ကွာဆရာကြီးမဲမဲမြင်ရတာလက်မနှီးပဲပြစ်ပြီးတော့ဟင်းမျိုးကြီးကဝက်ဝွန်ထက်ကြောက်စရာကောင်းတော့တယ်ဗျဤကဲ့သို့အောက်ခြေရှင်းလင်းနေသောတောဆက်အတွင်းတောကောင်ကြီးနှင့်တောတိုးရခြင်းမှာမုံဆိုးများအတွက်အလွန်အန္တရာယ်များလာပါတယ်တောကောင်ကြီးအတန်သာကြားရတော့လဲမမြင်ရသေးပါဘူးတောကောင်ကြီးကတော့ကျွန်တော်တို့နှစ်ဦးကကြိုတင်မြင်ပြီးချောင်းမြောင်းနေပြီးဟန်ဖြစ်နေပါတယ်မုံဆိုးနှစ်ဦးဖြစ်နေရအကွက်ကောင်းအားဆောင်ဆိုင်နေပုံလည်းရပါတယ်အဲ့ဒီခါမှာကျွန်တော်တို့နှင့်မျက်စောင်းတို့ဂိုက်150ခန့်အကွာပြင်းမပင်စီကြီးအောက်ခြေမှဝါဝါအစင်းကြားနှင့်လှုပ်ရမ်းနေသောတားကောင်ကြီး၏အမိအားမြင်တွေ့လိုက်ရတော့တားကောင်ကြီး၏တီနေရာကိုသိရှိလိုက်ရပါပြီတပည့်ကြီးကလက်ကုပ်၍ညှို့ပြပြီးဘေးကျနံကျက်အခြေအနေတွင်ဆုံးဖြတ်ချက်တစ်ခုအားအလင်းအမြန်ချလိုက်ရပါတယ်ဆုံးဖြတ်ချက်မှာတော့တနတ်တန်ဖြင့်ဝက်ဝင်ကြီးအား6လှန့်ပြစ်တဲ့ကဲ့သို့ဟင်းမျိုးကြီးအားလည်း6လှန့်ရန်ဖြစ်ပါတယ်ပြင်းမပင်စီကြီးကွယ်နေသဖြင့်အပိုင်ပြည့်ရန်လည်းမလွယ်ဘူးလားပါဘူးဒါကြောင့်6လန်သောအနေဖြင့်ပင်စီဘက်မှထွက်ပေါ်နေသည့်ဟင်းမျိုးကြီး၏အမီယာရန်တန်၍ပြစ်ခတ်လိုက်ပါတယ်ဒိန်းကလေးအတန်နှင့်အတူဒေါင်းဟောင်းနှင့်303ရိုင်ဖယ်တနက်ကြီးဟိမ့်ထွက်သွားသလိုတောကောင်ကြီးမန်ဖီကဟိန်းဟောက်တန်ကြီးကရိုးမတောတခွင်ပဲ့တင်ထပ်၍သွားပါတော့တယ်ဆရာပြစ်လိုက်တာတော့တောကောင်ကြီးထိသွားတယ်ထင်တယ်ဗျငယ်တန်းပေါအောင်အော်ပြီးထွက်ပြေးသွားတာပဲတပည့်ကြီးဟာငါကထိအောင်ပြစ်လိုက်တာမှမဟုတ်ပဲ6လိုက်ုံတက်တယ်ပါကွမြင်ခွင့်မှမကောင်းပဲမပိုင်မဲကြားကိုမပြစ်ရဘူးကွကြားနာဟာလူကိုဒုက္ခပေးတတ်တယ်ဆရာကျွန်တော်အထင်ပြောရရင်တော့တောကောင်ကြီးကိုထိမှန်သွားပုံရတယ်နော်သူ့အော်တန်ကြီးကနာနာကြီးအော်တန်မျိုးကြီးဗျကဲဆရာကြားပါလေအဲ့နေရာကိုတွားကြည့်ရအောင်လားကျွန်တော်လည်းရိုင်ဖယ်တနတ်အားကြည်တစ်တောင်ထိုး၍လုံခြုံရေးတော့အားဖွင့်လျက်အသင့်အနေထားဖြင့်ဂိုက်150ခန့်အကွာပြင်းမပင်စီကြီးအနီးသို့ချင်းကပ်ခဲ့ပါတယ်ပင်စီခြေရင်းတွင်လှုပ်ရှားနေသောဝါဝအစင်းကြီးတစ်ခုအားတွေ့ရသဖြင့်နန်းတော်ကြားမွေကြီးထင်မှတ်ပြီးတပည့်ကြီးအားနောက်ဆုတ်ရန်အချက်ပေးလိုက်ပါတယ်တနတ်ပြောင်းအားဥညွတ်လျက်ခလုတ်ဆွဲအံဆဲဆဲမှာပဲတပည့်ကြီးကကျွန်တော်၏လက်အားဆွဲပြီးဆရာမပြစ်နဲ့အဲ့ဒါနန်းတော်ကြားမွေမဟုတ်ဘူးဗျကျွန်တော်အနေဖြင့်တေချာစူးစိုက်ကြည့်လိုက်တဲ့အခါမှာမွေမဟုတ်ပဲအရင်တွင်သွေးဆို့နေသောကြားမိပြက်ကြီးဖြစ်နေမှန်းသိရပါတော့တယ်ဆရာအရန်လက်ဖြောင်းနေဗျာဂိုက်150လောက်ကကြားမိကိုမှန်အောင်ပြစ်နိုင်တာဆရာတယောက်ပဲရှိတယ်တပည့်ကြီးကချီးမွမ်းပြောဆိုသဖြင့်ကျွန်တော်အနေဖြင့်ပုရုဇဉ်လူသားပြီးဘဝင်မြင့်သွားပြီးမင်္ဂလာယူလိုသေးသဖြင့်ဆရာတပည့်ချင်းကပ်၍ကြွားရပါတော့တယ်ဟာတပည့်ကြီးကကြားကိုလုံးကြီးကပြင်းမပင်စင်ကြီးနဲ့ကွယ်နေတော့မမြင်အောင်လေကွာအဲ့တော့မြင်ရတဲ့ကြားရဲ့ပြော့ကွက်အမီးပြားကိုပြစ်ချိုးပြီး6လန့်လိုက်ရတာပေါ့ကွာအဲ့ဒီခါမှာပဲပုတ်ရဲ့အနံဆိုးများရသဖြင့်ပတ်ဝန်းကျင်အားလိလာကြည့်ရှုရာ
ကြက်ခတ်ဝဲယုံနှစ်ခုအကြားပုတ်ပွားလဲနေသောဆက်တီကြီးအားရင်မာမဲရိုင်းများဝိုင်းအုံနေသည်ကိုတွေ့ရပါတော့တယ်။ဆက်ကြီးမှာဥကြုံမပါသဖြင့်ဆက်မာကြီးဖြစ်ရန်တူပါတယ်။ခေါင်းတခြားကိုယ်တခြားဖြစ်နေပြီးတော့ဝမ်းပိုက်ပွင့်လျက်တေဆုံးနေခြင်းဖြစ်ပြီးဟင်းမျိုးကြီးကြိုက်ခဲထားဟန်တူပါတယ်။ဆက်တီကြီးနှင့်မလန့်မကန့်တွင်လည်းပက်လက်လန်၍ပုတ်ပွားတေဆုံးနေသော2000ခန့်ရှိမိချောင်းပေါက်တစ်ကောင်ကိုလည်းတွေ့ရပါတယ်။တပည့်ကြီးကတော့ဆရာဒီပတ်ဝန်းကျင်မှာရေလဲများများဆဆရှိတာမဟုတ်ဘဲနဲ့ဒီမိချောင်းပေါက်ကဘဲခါရောက်လာတာလည်းမသိဘူးနော်တန်ဟာတော်ဖြင့်ဆရာမြင့်ကျွန်တော်အားပြောဆိုပါလေကျွန်တော်မှရင်းအသေးကောင်ဟာတနက်ပြောင်းဖျားဖြင့်ထိုးရလှမ်းလိုက်ရာမှောက်လျက်ဖြစ်သွားတော့မိချောင်းပေါက်မဟုတ်ဘဲတင်းွေချက်ကြီးတကောင်ဖြစ်နေမှသိလိုက်ရပါတော့တယ်အဲဒီခါမှတပည့်ကြီးမှလက်ဆွဲတော့အမဲလိုက်တစ်မြောက်ဖြင့်ပဝင်းကျင်ရှိကြက်ခတ်ဝကိုင်းများအားခုတ်ထွင်ရှင်းလင်းနေရမှရှိုကြီးတစ်ခုအားတွေ့ရသဖြင့်ကျွန်တော်အားလှမ်းခေါ်ပြီးပြပါတယ်ရှိုးဝါမှကြည့်ရှုရာအပုပ်နံများလှိုင်နေပြီး9ပေခန့်အကျဲအပေ30ခန့်အလျားရှိသောရှိုကြီးတစ်ခုအတွင်းမှာတော့တိရစ္ဆာန်ပေါင်းစုံတို့ရဲ့ဦးကြိုများနံရိုးများအားတောင်ပုံရာပုံတွေ့ရပါတယ်ဟင်းမျိုးကြီးရဲ့တာရဲတွင်ဖြစ်ကြောင်းသိလိုက်ရပြီးဟင်းမျိုးကြီးမှာတကောင်နဲ့မဟုတ်ပဲမိသားစုလိုက်နေသောအတိုက်ဖြစ်နိုင်ကြောင်းကိုလည်းတွေးမိတော့တပည့်ကြီးကအမြန်ဆုံးပြန်ကြရန်အချက်ပြတ်လိုက်ရပါတော့တယ်တပည့်ကြီးမှာအလိုက်မသိဘဲနဲ့ဆရာကြီးကျွန်တော်တို့တော့ထောပြီဗျတမင်ဂျိုနဲ့ဆိုင်ဂျိုကြီးတွေယူပြီးရောင်းစားလို့ရရင်တအားပွားမှာပဲနော်ကဲတပည့်ကြီးရေအဲ့ဒါတွေအသာထားအန်ဒီရများတယ်နောက်မှလူရင်အားစုပြီးမှတစ်ခေါက်လာကြတာပေါ့ကွာဆန်ကားကကလေးတွေဆေးပြေဝါးပြေ300အောင်တင်းငွေချက်အတီကြီးကိုသာဒိုရှိုးထမ်းခဲ့ပြီလေတော့အဲ့လိုနဲ့ကျွန်တော်မှဂျာမီပြက်ကြီးအားလက်မှကန်ဆွဲလျက်တပည့်ကြီးကတော့တင်းငွေချက်အတီကြီးအားဒိုရှိုးထမ်း၍လာရလန်းအတိုင်းစခန်းသို့ပြန်လာခဲ့ကြပါတော့တယ်ပြည်တယ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဂျာမီပြက်နှင့်တင်းငွေချက်ကြီးဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီဇာတ်လမ်းကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ like and subscribe လေးလုပ်ထားပြီးပါအောင်ခင်ဗျာ